အားလုံးပဲမင်္ဂလာပါအင်္ဂလိပ်စာလေ့လာနေပြီမဲ့ grammar rule တွေကရှုပ်ထွေးနေလို့စိတ်ညစ်နေတာဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့မြန်မာလူငယ်တွေအင်္ဂလိပ်စာစပြောပြီးဆိုရင်အမြဲလိုမှားတတ်တဲ့ basic grammar အချက်၅ချက်ကိုရှင်းပြပေးသွားမှာပါဒါလေးတွေကိုပြင်လိုက်ရုံနဲ့တင်သင်ရဲ့အင်္ဂလိပ်စာကအများကြီးပုံမှန်သွားမှာပါနံပါတ်1အနေနဲ့ he shall it မှာ verb ကို s ထည့်ဖို့မမေ့ပါနဲ့မှားလေးရှိတာက he go to school လို့ပြောကြပါတယ်အမှန်ကတော့ he goes to school ပါ go မှာ es ထည့်ရတာပါ present simple နေ့စဉ်လုပ်နေတဲ့အလုပ်မှာ subject ကတယောက်တည်း singular ဆိုရင် verb မှာ s တို့မဟုတ် es ထည့်ရတာကိုသတိထားဖို့လိုပါတယ်နံပါတ်2ချက်ကတော့ don't နဲ့ doesn't လွှဲချော်မှုပါမှားလေးရှိတာက she don't like coffee လို့ပြောလို့ရှိပါတယ်အမှန်က she doesn't like coffee ပါ he shall it ဆိုရင် doesn't ကိုသုံးပါ don't က I you we they အဲ့အတွက်ပါနံပါတ်3ချက်ကကြတော့ I am agree လို့မပြောပါနဲ့မှားလေးရှိတာကကြတော့ I am agree with you လို့ပြောကြပါတယ်အမှန်ကတော့ I agree with you ပါ agree ဆိုတာ verb ပါ am ဆိုတဲ့ verb to be နဲ့ထပ်တွဲစရာမလိုပါဘူးနံပါတ်4ချက်ကတော့ continuous tense မှာ ing ရော msr ရောပါရပါမယ်မှားလေးရှိတာ I'm walking now လို့ပြောကြပါတယ်အမှန်က I am walking now ပါအခုလုပ်နေတာကိုပြောချင်ရင် ing တခုတည်းနဲ့မရပါဘူး verb to be msr ပါထည့်ပြောမှပြည့်စုံပါတယ်နံပါတ်5နောက်ဆုံးချက်ကတော့ advice နဲ့ advice ဆိုပြီးတော့မကွဲတာပါပဲလူငယ်တွေစာရင်အမြဲမှားကြပါတယ် advice ကအကြံဉာဏ်နောင်းပါ advice ကတော့အကြံပေးတာပါဥပမာ give me some advice ဆိုတာကတော့အကြံပေးပါဦးလို့ပြောတာပါအဲ့တော့နောက်ဆုံးအနေနဲ့ဒီ၅ချက်ကိုမှတ်ထားမယ်ဆိုရင်အခြေခံ grammar မှာအမှားတွေအများကြီးလျော့သွားမှာပါဘယ်ချက်ကသင်အတွက်အသုံးဝင်ဆုံးလဲဆိုတာကို comment မှာရေးပေးခဲ့ပါဦးအင်္ဂလိပ်စာနဲ့ပတ်သက်ပြီးနောက်ထပ်ဘာတွေသိချင်သေးလဲဆိုတာလည်းမေးထားလို့ရပါတယ်